ပထုံဌာနီကနေပတရာကောလန်ကျွန်းကိုတွားလည်ခဲ့တဲ့ဘလော့လေးဖြစ်ပါတယ်။အမတို့ဘယ်နေရာလဲပတ်ခဲ့ပြီးတော့ဘာတွေလုပ်ခဲ့လဲဆိုတာသိချင်နေဆိုရင်တော့အမရဲ့ဘလော့လေးကိုအဆုံးထိကြည့်သွားပေးပါနော်။အမတို့ကကားနဲ့သွားမှဆိုတော့ Future Park Market ကနေပြီးတော့ကားလက်မဖြတ်ရပါတယ်။အမကတော့ကြိုဖြတ်စရာမလိုဘဲနေကေးရောက်မှတခါလေးဖြတ်ရတာပါ။အဲ့မတိုင်ခင်ကတော့အမတို့တရက်ကြိုပြီးတော့ပေါ်တော့ကားပချင်းထွက်လဲဆိုတာမိထားပါတယ်။အချင်း9ရောက်သွားမှဆိုတော့တယောက်ကိုလက်မှတ်တစ်စောင်180နဲ့900ဖြတ်လိုက်ပါတယ်။လက်မှတ်ကသူတို့မပေးဘူးပေါ့နော်ကားလာတဲ့အချိန်လိုက်စီသွားရုံပါပဲ။မနက်9နာရီမှကားစားထွက်ပြီးတော့3နာရီကျော်လောက်ကားစီးပြီးရင်နောက်မှအမတို့ပတရာမြို့ကိုရောက်ပါပြီ။တာနဲ့ပို့ငါပြီးတော့အမတို့တင်မဲ့ဟိုတယ်ကိုသွားပါတယ်။ချက်ခင်ဝင်ဘိုးစောနေတဲ့အတွက်အထုပ်တီအပ်ခဲ့ပြီးတော့ပတရာလီစိတ်ကိုသွားပါတယ်ပတရာကနေကော့လန်ကျွန်းကိုသွားဖို့ရအတွက် speedboat လက်မှတ်ကတော့တယောက်ကို150ပါသူကြီးလေးမပါဘဲနဲ့ပထမဆုံးပင်လယ်ခီးသွားဖို့ရာဆိုတော့နည်းနည်းလေးတော့ excited ဖြစ်မိပါတယ်သူကတော့အမတို့လေးပေါ်တက်ရရမယ်ပေါ့နော်အနောက်မှာစီရင်ခေါင်းမှုတဲ့အတွက်အမကတော့အရှိကနေပြီးတော့မရမကားလိုက်စီပါတယ်နေစားထွက်တဲ့အချိန်မှာလည်းအမစပင်းတွေလွင့်ရင်ပြီးဘဝတွေပြတ်နေပါပြီရှင်လေထိန်မှာထိုင်ပြီးတပုံရိုက်မယ်လို့စိတ်ကူးရင်ခဲ့ပေမဲ့လက်တွေ့မှာကျတော့အမတို့လေရောလှိုင်းရောကျန်းတာကြောင့်ပြုံးမကြအောင်ကိုမနေ့ကင်ထားခဲ့ရပါတယ်15မိနစ်လောက်လေစီးပြီးရဲ့နောက်မှာတော့အမတို့ကျွန်းကိုရောက်လာပါပြီနှက်စာလေးတေချာမစားခဲ့ရတော့ကျွန်းပေါ်မှာနေလေစာအရင်စားပါတယ်ကျွန်းပေါ်မှာလက်ပတ်ဖို့ရအတွက်ဆိုင်ငယ်ငါးကားကတော့တစ်စီးကို300ပေးရပါတယ်အမတို့ကတော့9ရောက်စာကို2စီးပဲငါးပြီးတော့မှ250နဲ့ရအောင်စစ်ခဲ့ပေါ့နော်လေးတူပီပီတော့အမတို့ကတော့ဆိုင်ကယ်ကို300ဘူးတင်ပြီးတော့မောင်းချပါတော့ရရှင်လမ်းလေးတွေကတေချာခင်းထားတဲ့အတွက်မောင်းလို့အဆင်ပြေတယ်ဆိုပေမဲ့ကျွန်းနေရာတွေမှာတောင်ကုန်းလေးတွေရှိရဲ့အတွက်တေချာလေးရောထင်ရပါတယ်ဒီမှာကခန်းချီတွေအများကြီးရှိရဆိုတော့အမတို့လည်းလက်မိတလောက်ကန်းချီလေးကိုလက်ပတ်ခဲ့ပါတယ်တရားနဲ့မတူပဲဒီဘက်ကရေလေးတွေကကြည်စိမ့်နေရလေးကိုတော်လေးသဘောကျပါတယ်ကန်းချီတစ်ခုနဲ့တစ်ခုကြားကူးတဲ့အခါမှာလန်ဒရှော့တစ်ပင်လေးနဲ့စိမ့်ဆူနေရကလည်းတော်လေး relax ဖြစ်စေပါတယ်အမတို့လက်ပတ်ရင်းနဲ့တကယ်ကိုနေပူတဲ့အချိန်ရောက်သွားတော့ဖွင့်ရနည်းနည်းလေးတော့မဲတယ်ပေါ့နော်အဲ့ဒါနဲ့အမတို့လည်းအေးစစ်ထိုင်လို့ရမယ့် coffee ဆိုင်လေးတစ်ဆိုင်ကိုရှာလိုက်တော့ဒီဆိုင်လေးကိုတွေ့ပါတယ်ဆိုင်လေးကစီးဖူးဖြစ်တဲ့အတွက်ဖွင့်ရတာလည်းအဆင်ပြေတယ်လို့အထဲမှာလည်း area ကျဲတော့အမတို့အေးစစ်နားလို့ရတယ်တစုံနဲ့တနေကုန်ပုံလဲရိုက်နေရတာလည်းပင်မဲနေပြီဆိုတော့အမတို့ဆန်းဆက်တီရောမဆောင်တော့ဘဲနဲ့ကျွန်းပေါ်ကနေပြန်ခဲ့ပါတယ်တရားကိုရောက်ပြီးတော့ကော့လန်ကျွန်းဘက်ကိုမကူးမိဘူးဆိုရင်လုံးဝမတန်ပါဘူးရေချီချီလေးနဲ့ပုံလလှလေးရိုက်ချင်နေပြီးတော့ရှုကင်းလလှလေးကိုခန်းစားချင်နေဆိုရင်တော့ကော့လန်ကျွန်းကိုတွားကြည့်ဖို့ရအတွက် recommend ပေးပါတယ်အမတို့ကနေကင်းဘက်ကော့လန်ကျွန်းမှာအချိန်ကုန်ပြီးညဘက်ပတရာမှာ seafood buffet လေးစားလိုက် walking street မှာလေးလိုက်နဲ့တညတာကုန်ဆုံးခဲ့ပါတယ်ညဘက်မအိတ်ခင်မှာလဲဟိုတယ်ရှိကကန်းကြီးမှာချီလုတ်ခဲ့ကြပါသေးတယ်try ဖို့အကောင်းသားကြီးနဲ့budget trip လေးဆိုတော့အမတို့တနေ့ကုန်မနာတဲ့လေပတ်ခဲ့ကြတာဖြစ်ပါတယ်ဒီ1 blog လေးကတော့ဒီလောက်ပါပဲ thanks for watching see you in the next vlog